ဒီနေ့တော့နေမြတ်စွာဘုရားရှင်ကိုပန်းလှူတယ်နမင်းကြီးတွေကိုလည်းပန်းလှူပေးတယ်ဒီပန်းဝါလေးတွေပေါ့ဗျာဒီပန်းဝါလေးတွေရတော့ဒီနေ့အထူးထူးခြားခြားပြောရမယ်ဆိုရင်ပထမဘိုးဘိုးအောင်ပွဲပေါ့နော်ဒီနေ့ပထမဘိုးဘိုးအောင်ပွဲလှူတယ်ဘာအောင်မင်းကောင်ပွဲရတော့နော်ဘာဘိုးမင်းကောင်ပွဲရတော့ဒီနေ့မှအမှိတ်ကြီးရဆိုမနေ့ဖန်လောက်မှလှူပါမှာဒါကတော့ဓာတ်ဘူးရှင်နွေးတွေပါလေလှူပေးတာနော်ဒီနေ့တော့စေးပြင်းလိုက်ရလို့စေးပြင်းလိုက်ပါဘာတွေလှူပေးတာဒီနေ့ဆရာတို့ပြုတဲ့ပန်းကုသိုလ်ကိုအားလုံးကိုစီထပ်တူထပ်မြတ်ရရှိပြီးတော့ကိုယ်စိတ်နှပါအေးချမ်းကြပါစေကောင်းကျိုးလိုရင်ဆန္ဒတွေပြေဝကြပါစေအားလုံးရေလိုအေးလိုပန်းလိုချမ်းမြေ့ကြပါစေဗျာဆုတော်မေတ္တာတက်ပို့သပေးပါတယ်ယနေ့ကုသိုလ်အားလုံးရစေလို့